ဗီဒီယိုလေးကိုတင်ကြည့်နေတယ်ဆိုရင်တင့်စိတ်ထဲမှာတစ်ခုခုလေးလံနေလို့ပဲပေါ့ဟုတ်တယ်မလားဘဝဆိုတာအမြဲတမ်းမလွယ်ကူပါဘူးရှင်တခါတလေအလုပ်တွေကြောင့်ပင်ပန်းတယ်လူမှုရေးတွေကြောင့်စိတ်ညစ်တယ်တချို့အချိန်တွေမှာတော့ဘာမှမလုပ်ချင်တော့အောင်အားလုံးကိုလွှတ်ချခြင်းတလို့ဖြစ်တတ်ပါတယ်ဒါပေမဲ့ဒီလိုခံစားနေရတာဟာသင်တယောက်တည်းမဟုတ်ပါဘူးလူတိုင်းမှာအဲ့ဒီလိုနေ့တွေရှိတတ်ပါတယ်တခါတလေမှာကျမတို့စိတ်ပင်ပန်းတာကအပြင်လောကကြောင့်မဟုတ်ပဲကိုယ့်အတွင်းစိတ်ကြောင့်လည်းဖြစ်တတ်ပါတယ်ဘာကြောင့်ငါပဲဒီလိုဖြစ်နေရတာလဲဘာလို့မအောင်မြင်နိုင်ရတာလဲဆိုတဲ့အတွေးတွေဒီအတွေးတွေကသင်စိတ်ကိုပိုပြီးပင်ပန်းစေပါတယ်အခုဒီအချိန်မှာပဲတခဏလောက်အားလုံးကိုလွှတ်ချကြည့်လိုက်ပါနော်မျက်စိပိတ်ပြီးအသက်ရှူတာကိုသတိထားကြည့်ပါလေဝင်တဲ့အချိန်သိထားပါယူထုတ်တဲ့အချိန်သိထားပါမလိုအပ်တဲ့အတွေးတွေသူ့ညရင်လာရင်အတင်းမတားပါနဲ့ဒီအတွေးတွေသူ့ညရင်လာတာဟာဖြစ်တတ်တဲ့သဘောပါပြီးရင်စိတ်ကိုဖြည်းဖြည်းချင်းနှာဖျားသူ့ညကိုပြန်သတိကပ်လာပါစေဒီနည်းလမ်းနဲ့စိတ်ကိုခဏလေးပဲဖြစ်ဖြစ်အေးချမ်းစေပါလိမ့်မယ်ဖျားရှင်ကဟောခဲ့တာတစ်ခုရှိပါတယ်အရာအလုံးဟာမမြဲဘူးဆိုတာပါပဲဒီနေ့သင်စိတ်ညစ်နေတာလဲမမြဲပါဘူးဒီနေ့သင်ပင်ပန်းနေတာလဲမမြဲပါဘူးတနေ့နေ့မှာအရာအလုံးပြောင်းလဲသွားမှာပါသင်ကိုယ်သင်လဲချစ်ပေးဖို့မမေ့ပါနဲ့ငါကအယုံသမားပဲလို့မတွေးပါနဲ့သင်ဒီနေ့ထိအကောင်းဆုံးစူးစမ်းနေခဲ့ပြီးသားပါတနေ့တနေ့လှမ်းနေတဲ့ခြေလှမ်းလေးတွေကတန်ဖိုးရှိပါတယ်အခြားသူတွေနဲ့မနှိုင်းယှဉ်ပါနဲ့လူတိုင်းရဲ့ဘဝလမ်းကြောင်းကမတူပါဘူးတချို့ကမြန်မြန်ရောက်တယ်တချို့ကဖြည်းဖြည်းရောက်တယ်ဒါပေမဲ့ရောက်သွားမယ်ဆိုတာကတော့အတူတူပါပဲတခါတလေမှာနားချင်ရင်နားလိုက်ပါအားငယ်နေရင်ကိုအားပေးလိုက်ပါဒီနေ့မပြည့်စုံဘူးဆိုရင်လည်းအဆင်ပြေပါတယ်လို့ကိုပြောပေးပါကောင်းမှုတစ်ခုခုလုပ်ပါအနည်းငယ်ပဲဖြစ်ဖြစ်အခြားသူကိုကူညီပေးပါအဲ့ဒီအခါသင်စိတ်ထဲမှာနှွေးထွေးမှုလေးတစ်ခုပြန်ရလာပါလိမ့်မယ်ဘဝမှာအရေးကြီးဆုံးကစိတ်အေးချမ်းခြင်းပါငွေကြေးဂုဏ်သိက္ခာအောင်မြင်မှုတွေကအရေးကြီးပေမဲ့စိတ်မအေးချမ်းဘူးဆိုရင်အဲ့ဓာတွေကတန်ဖိုးမရှိတော့ပါဘူးဒါကြောင့်ဒီနေ့ကစပြီးသင်စိတ်ကိုကာကွယ်ပါမလိုအပ်တဲ့အရာတွေကိုဖြည်းဖြည်းချင်းလွှတ်ချလိုက်ပါအတိတ်ကိုမတွေးပါနဲ့အနာဂတ်ကိုမကြောက်ပါနဲ့အခုလက်ရှိအချိန်ကိုပဲအကောင်းဆုံးနေထိုင်ပါသင်ဟာတန်ဖိုးရှိတဲ့လူတစ်ယောက်ပါသင်ရှိနေတဲ့အတွက်ဒီလောကကြီးမှာအဓိပ္ပာယ်တစ်ခုရှိနေပါတယ်ဒါကြောင့်ဘလောက်ပင်ပန်းနေပါစေအယုံမပေးလိုက်ပါနဲ့နော်ဖြည်းဖြည်းချင်းပဲရှေ့ဆက်သွားပါတခါတည်းနဲ့အားလုံးပြောင်းလဲဖို့မလိုပါဘူးတကယ်တော့ကျမတို့စိတ်ကကလေးတစ်ယောက်လိုပါပဲတခါတလေမလိုအပ်တာတွေလိုချင်တတ်တယ်မသင့်တော်တာတွေစိတ်ကူးတတ်တယ်ဒါကြောင့်အဲ့ဒီစိတ်ကိုမတားနဲ့နားလည်ပေးလိုက်ပါနားလည်ပါတယ်နင်လဲပင်ပန်းနေတယ်ဆိုတာငါသိပါတယ်ဆိုပြီးကိုယ်စိတ်ကိုပြောပေးလိုက်ပါတခါတလေမှာကျမတို့ကကိုယ့်ကိုအရန်တင်းကြပ်လွန်းတတ်ပါတယ်အမှားတစ်ခုလုပ်လိုက်ရင်အဲ့ဒါကိုအကြာကြီးပြန်စဉ်းစားပြီးကိုဆိုးဆိုးဝါးဝါးပြောတတ်တယ်ဒါပေမဲ့လူရယ်လို့ဖြစ်လာရင်အမှားမလုပ်ပဲမနေနိုင်ပါဘူးအရေးကြီးတာကအဲ့ဒီအမှားကနေဘာသင်ယူနိုင်လဲဆိုတာပါပဲတနေ့မှာသင်ကြုံခဲ့တဲ့အခက်အခဲတွေကနောက်တစ်နေ့မှာသ
တင့်ကိုပိုပြီးခိုင်မာစေပါလိမ့်မယ်။အဲ့ဒီအချိန်မှာတင်တော်မသိလိုက်ပဲပိုပြီးတမာလာပြီးသားဖြစ်နေပါလိမ့်မယ်။လူတွေပြောတဲ့စကားကိုအယမ်းမထိခိုက်မခံစားလိုက်ပါနဲ့။တချို့လူတွေကနားမလည်ပဲပြောတတ်တယ်။တချို့လူတွေကကိုယ့်နေရာမှာမရောက်ဘူးလို့အလွယ်တကူဝေဖန်တတ်တယ်။ဒါပေမဲ့တင့်ဘဝကိုသူတို့သိမနေပါဘူး။တင့်နာကျင်မှုကိုသူတို့မခံစားရပါဘူး။ဒါကြောင့်နားထောင်တင်တာကိုပဲနားထောင်ပါ။မလိုအပ်တာတွေကိုတော့ဖြည်းဖြည်းချင်းလွှတ်ချလိုက်ပါ။အချိန်တစ်ခုယူပြီးတင့်ကိုပျော်ရွှင်စေတဲ့အရာလေးတွေပြန်လုပ်ကြည့်ပါ။တယောက်တည်းလမ်းလျှောက်တာဖြစ်ဖြစ်တိတ်တိတ်လေးထိုင်နေခြင်းဖြစ်ဖြစ်သချင်းနားထောင်ခြင်းဖြစ်ဖြစ်အရေးကြီးတာကတင့်စိတ်ကိုအနားပေးနိုင်ဖို့ပါပဲ။တချို့အချိန်တွေမှာဘယ်တော့မှအဆင်မပြေတော့ဘူးလို့ထင်ရတတ်ပါတယ်။ဒါပေမဲ့အချိန်ကအရာအလုံးကိုဖြည်းဖြည်းချင်းပြောင်းလဲပေးပါတယ်။ဒီနေ့မှမကောင်းတဲ့အခြေအနေဟာမနက်ဖြန်မှနည်းနည်းပိုကောင်းလာနိုင်ပါတယ်။ဒါကြောင့်တင်ကိုယ်တိုင်ကနည်းနည်းလောက်သီးခံပေးလိုက်ပါ။အမြန်အောင်မြင်ဖို့မလိုပါဘူး။အမြန်ပြောင်းလဲဖို့မလိုအပ်ပါဘူး။ဖြည်းဖြည်းတလန်းချင်းအဲ့ဒီလိုပဲရှေ့ဆက်သွားပါ။ဘလောက်ပင်ပန်းနေပါစေလက်မလွတ်သေးတဲ့၍မရှုံးသေးပါဘူး။ဒီနေ့တင်ရှင်သန်နေတယ်ဆိုတာကတော့အောင်မြင်မှုတစ်ခုပဲဖြစ်ပါတယ်။ဒါကြောင့်အိယာသူညိုင်မဲ့အချိန်မှာကိုဒီလိုပြောပေးပါ။ဒီနေ့အတွက်ငါအကောင်းဆုံးစူးစမ်းခဲ့တယ်လို့ကျမတို့စိတ်ပင်ပန်းနေဆိုတာတကယ်တော့အကြောင်းရင်းမရှိပဲမဖြစ်ပါဘူး။သိပ္ပံပညာရှင်တွေရဲ့ပြောကြားချက်အရလူတစ်ယောက်ရဲ့စိတ်ဖိစီးမှုတွေဟာခန္ဓာကိုယ်ထဲကဟော်မုန်းတွေနဲ့အလွန်ဆက်နွယ်နေပါတယ်။အထူးသဖြင့် stress hormone လို့ခေါ်တဲ့ cortisol ဆိုတာကစိတ်ပင်ပန်းမှုကိုတိုးစေပါတယ်။သင်အလုပ်ပင်ပန်းတဲ့အချိန်စိတ်ဖိစီးနေတဲ့အချိန်ဒီဟော်မုန်းတွေမြင့်တက်လာတတ်ပါတယ်။ဒါကြောင့်တခါတလေမှာဘာမှမဖြစ်ပေမဲ့ပင်ပန်းနေသလိုခံစားရတာပါ။ဒါပေမဲ့ဒီမှာစိတ်ဝင်စားဖို့ကောင်းတာတစ်ခုရှိတယ်။သိပ္ပံပညာရှင်တွေပြောတဲ့အကြောင်းအရာတွေကဖျားရှင်တော်ဟောထားတဲ့တရားနဲ့တော်တော်လေးကိုက်ညီနေပါတယ်။ဖျားရှင်ကစိတ်ကိုလေ့ကျင့်နိုင်တယ်လို့ဟောခဲ့ပါတယ်။သိပ္ပံပညာမှာလည်း brain ဆိုတာပြောင်းလဲနိုင်တဲ့အရာတစ်ခုလို့ခေါ်တယ်။ neuroplasticity လို့ခေါ်ပါတယ်။အဲ့ဒါကဘာလဲဆိုတော့သင်ဘယ်လိုစဉ်းစားတယ်ဘယ်လိုနေထိုင်နေဆိုတာပုံမူတည်ပြီးသင်အုံနောက်ကပြောင်းလဲနိုင်ပါတယ်။ဥပမာတစ်ခုပြောပြမယ်နော်။နေ့တိုင်းစိတ်ညစ်တဲ့အကြောင်းတွေကိုပဲစဉ်းစားနေတယ်ဆိုရင်သင်အုံနောက်ကအဲ့ဒီလိုစဉ်းစားဖို့ကိုပို့ပြီးအလွယ်တကူဖြစ်လာမယ်။ဒါပေမဲ့နေ့တိုင်းတေးသေးလေးပဲဖြစ်ဖြစ်ကျေးဇူးတင်စရာတွေကိုစဉ်းစားမယ်ဆိုရင်သင်စိတ်ကဖြည်းဖြည်းချင်းပိုပြီးအေးချမ်းလာနိုင်ပါတယ်။ဒါကြောင့်ဖျားရှင်ကသတိရှိဖို့ကာကိုအရေးကြီးဆုံးအနေနဲ့ဟောထားခဲ့တာပါ။သတိဆိုတာကအခုအချိန်မှာဘာဖြစ်နေတယ်ဆိုတာကိုသိနေခြင်းပါ။အခုနည်းနည်းလေးစမ်းကြည့်ရအောင်နော်။သင်လက်ကိုသင်ရင်ဘက်ပေါ်တင်လိုက်ပါ။ပြီးရင်သင်နှလုံးခုန်တန်ကိုသတိထားပြီးနားထောင်ကြည့်ပါ။တစ်ချက်နှစ်ချက်အဲ့ဒီလိုနားထောင်နေချိန်မှာသင်စိတ်ကအနည်းငယ်တော့ငြိမ်သက်လာတယ်ဆိုတာသတိထားမိလား။ဒါဟာစိတ်ကိုအပြင်လောကကနေအတွင်းဘက်ကိုပြန်ခေါ်လာတာပါ။သိပ္ပံပညာအရလည်းဒီလိုအသက်ရှူခြင်းကိုသတိထားခြင်းဟာ nervous system ကိုအေးချမ်းစေတယ်လို့ဆိုပါတယ်။ heart rate လျော့လာတယ်။ stress လျော့လာတယ်။ဖျားရှင်ကတော့အဲ့ဒါကိုအာနာပါနသတိလို့ဟောခဲ့ပါတယ်။တကယ်တော့
စိတ်ပင်ပန်းမှုဆိုတာပြဿနာမဟုတ်ပါဘူး။အဲ့ဒါကိုဘယ်လိုကင်တွယ်မလဲဆိုတာကအရေးကြီးတာပါ။တခါတလေကျမတို့ကစိတ်ညစ်နေတဲ့အချိန်မှာမဖြစ်သင့်ဘူးလို့ကိုပြောတတ်ပါတယ်။ဒါပေမဲ့အဲ့ဒါကစိတ်ကိုပိုပြီးတင်းကျပ်စေပါတယ်။အဲ့ဒီအစားဒီလိုပြောကြည့်ပါ။အဆင်ပြေပါတယ်။အခုငါပင်ပန်းနေတာကိုငါသိပါတယ်လို့ဒီလိုပြောလိုက်တဲ့အခါသင်စိတ်ကနည်းနည်းလေးတော့ပေါ့ပါလာပါလိမ့်မယ်။ကျမတို့စိတ်ထဲမှာအတွေးတွေများတယ်ဆိုတိုင်းအဲ့ဒီအတွေးတွေဟာအမြဲမှန်တာမဟုတ်ပါဘူး။သိပ္ပံပညာရှင်တွေကပြောပါတယ်လူတစ်ယောက်ရဲ့အတွေးတွေထဲမှာတော်တော်များများကမလိုအပ်တဲ့အတွေးတွေဖြစ်တယ်။တချို့ကအတိတ်ကိုပြန်စဉ်းစားတာတချို့ကအနာဂတ်ကိုစိုးရိမ်တာဒါပေမဲ့ဘဝဆိုတာအခုလက်ရှိအချိန်မှာပဲရှိနေပါတယ်။ဖျားရှင်ကလည်းပြစ္ဆုတ်ပံမှာနေထိုင်ပါလို့ဟောခဲ့ပါတယ်။အခုအချိန်မှာသင်ပါတွေစိုးရိမ်နေလဲအဲ့ဓာတွေထဲကတချို့ကတကယ်မဖြစ်သေးတဲ့အရာတွေပါ။ဒါကြောင့်နည်းနည်းလေးလွှတ်ချလိုက်ပါနော်။တစ်နေ့ကို10 မိနစ်လောက်ပဲဖြစ်ဖြစ်တိတ်တိတ်လေးထိုင်ပြီးအသက်ရှူတာကိုသတိထားကြည့်ပါ။ဒီလေးကျင့်လေးကသင်ဘဝကိုအကြီးအကျယ်ပြောင်းလဲပေးနိုင်ပါတယ်။တဖြည်းဖြည်းနဲ့သင်သတိထားမိလာပါလိမ့်မယ်။စိတ်ညစ်တဲ့အချိန်တွေနည်းလာတယ်။စိတ်တည်ငြိမ်မှုပိုလာတယ်။ဘဝမှာအခက်အခဲတွေမရှိဘူးဆိုရင်ကျမတို့ဘယ်လိုရှင်သန်ကြမလဲ။အခက်အခဲတွေကသင်ကိုဖျက်ဆီးဖို့မဟုတ်ပါဘူး။သင်ယူစေဖို့ပါ။ဒီနေ့သင်ကြုံနေရတဲ့စိတ်ပင်ပန်းမှုတွေကနောက်တစ်နေ့မှာသင်ကိုပိုပြီးနားလည်တတ်တဲ့ရင့်ကျက်တဲ့လူတစ်ယောက်ဖြစ်စေပါလိမ့်မယ်။ဒါကြောင့်မကြောက်ပါနဲ့မလွတ်ချပါနဲ့ဖြည်းဖြည်းချင်းတလန်းချင်းရှေ့ဆက်သွားပါဒီဗီဒီယိုကိုနားထောင်နေတဲ့သင်ဟာတန်ဖိုးရှိတဲ့လူတစ်ယောက်ပါအေးချမ်းချမ်းအနားယူပါနော်သင်စိတ်လေးတဖြည်းဖြည်းပေါ်ပါလာပါလိမ့်မယ်စိတ်တည်တာအရာရာဖြစ်လို့စိတ်ရဲ့အေးချမ်းခြင်းအစစ်အမှန်ကိုခံစားပြီးနေ့စဉ်ဘာသူညကိုအကောင်းဆုံးဖြတ်သန်းနိုင်ကြပါစေရှင်နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြမယ်နော်